OK ကျွန်တော်တို့ဒီနေ့ပြပြချင်တာပါเนาะကျွန်တော်တို့program လေးပေါ့เนาะကျွန်တော်တို့ခုတ်ပြပါလို့ရေးလို့ရှိရင်ကျွန်တော်တို့ AI ပေးရတာဆိုတော့ကျွန်တော်တို့လည်း AI ပေးပါတယ်ဗျကျွန်တော်တို့ AI ပေးရတာပေါ့เนาะဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးနေရမလဲပါကျွန်တော်တို့လုပ်တယ်ဆိုတော့ဥပမာထပ်လိုက်ရတဲ့လုပ်လို့ဆိုရင်ကျွန်တော်ဘာသာကျွန်တော်ပြန်လဲရမှာဆိုရင်ရကြတယ်ဒါပေမဲ့ AI ကိုလုပ်ခိုင်းလိုက်လို့ရှိရင်ဒီလိုနေရာမျိုးမှာဆိုရင် AI ကိုရေးခိုင်းလို့ရှိရင်ခဏလေးပဲဥပမာဆိုရင်ဒီမှာဆိုရင်ကျွန်တော်ဒီ account set ထဲမှာဆိုရင်ဒီဟာလေးတွေထည့်မယ်ဒီ like တဲ့လေးတွေထည့်မယ်ဒီတက်လေးကိုထည့်မယ်ဆိုရင်ကျွန်တော်ဒီဟာလေးကကျွန်တော်လောက်ထားပြီးသားဥပမာဆိုရင်ဒီမှာဆိုရင်ဒီ sorry account set ထဲမှာ my address ကိုကျွန်တော်ဒီထဲမှာဆိုရင်ကျွန်တော်ထည့်ထားပြီးသားအဲ့မှာဆိုရင်နောက်တစ်ခုကကျွန်တော်သွားချင်တယ် my address ပြီးလို့ရှိရင်ကျွန်တော် my card သွားချင်တယ်နောက်ပြီးတော့ my order သွားချင်တယ် my bank account တို့ဘာလို့ကျွန်တော်သွားချင်တယ်အဲ့ဒီဟာလေးကိုကျွန်တော်ကဒီဟာလေးကို copy ယူမယ်ဒီမှာ page ချမယ်နောက်ပြီးတော့ icon လေးပြန်ထည့်ရမယ်ဟိုဟာလေးပေါ့နော်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ထပ်မရေးချင်ဘူးထပ်မရေးချင်လို့ရှိရင်ကျွန်တော်ကဘယ်လိုမျိုးလုပ်လိုက်လဲဆိုတော့ကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီဟာလေးကိုကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ဒီကနေပြီးတော့ပေါ့နော်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ဟိုပါဒီစကြပါတော့ဒီအဲ့ဒီဟာလေးပေါ့ okay အဲ့တော့ကျွန်တော်ဒီလေးလုပ်လိုက်မယ်ဒီလေးလုပ်လိုက်ပြီးတော့မှကျွန်တော်ရက်ကောက်ကိုကျွန်တော် control A နဲ့ယူပြီးတော့ control C နောက်ပြီးတော့မှကျွန်တော်ဒီမှာဆိုရင် control V နဲ့ page just လိုက်လိုက်မှာပေါ့နော် page လိုက်ပြီးဆိုရင်ကျွန်တော်ကသူ့ကို comment ပေးလိုက်မယ် please my code ဘာကိုထပ်ခိုင်းပါလဲပေါ့ဆိုတော့ကျွန်တော်ကဘာထပ်ခိုင်းမလဲဆိုတော့ sorry ကျွန်တော်လည်းလေးချုပ်လိုက်ဒီမှာ okay please my code ကျွန်တော်ကဘာထည့်မှာလဲ okay please my code and add ဘာထည့်မှာလဲဆိုတော့ my ca article comma my ORD ARS comma under PN ACC unit event comma in the my CPU UNS microphone comma number notification and a currency so is a copy of my PAC my privacy so တော့ကျွန်တော်တို့ကို comment ပေးပြီးတော့ကျွန်တော်အဲ့ဒါခေါ်လိုက်မယ်နော်ကျွန်တော်အဲ့ဒါခေါ်လိုက်မယ်ဆိုရင်ဒီမှာခဏလေးပဲမှကြည့်ပြီးတော့ခဏကျွန်တော်ထည့်ချင်တဲ့ဟာတွေဒီမှာ my address တို့shopping တို့နောက်ပြီးတော့ကျွန်တော် my address တို့ shopping တို့ဒီမှာဆိုရင်ကျွန်တော်ထည့်ချင်တဲ့ my card တို့သူထည့်ပေးတယ်အဲဒီတော့ my order တို့သူထည့်ပေးတယ် bank card တို့ထည့်ပေးတယ်တူတူလေးပဲသူပြန်ထည့်ပေးလိုက်ရပါတော့အဲ့ဒါကြီးကိုကျွန်တော်ဘာသာကျွန်တော်လုပ်မယ်ဆိုရင်ပေါ့နော်အချိန်လက်ကြာပါတော့အချိန်လက်ကြာမယ်နောက်ပြီးတော့စစ်ကြောတဲ့ပို့တက်တော့ပါတော့အခုလိုမျိုး command လုပ်အဲ့လိုပုံစံမျိုးcommand သူ့ကို command ပေးလိုက်မယ်ဒီလိုမျိုးလုပ်ပေးပါလို့ပြောလိုက်တဲ့အတွက်ကြောင့်သူကလေးမြင်မြန်နဲ့လွယ်ကူနဲ့လေးမြင်မြန်နဲ့ပြီးသွားပါတော့အဲ့ကြောင့်ကျွန်တော်တို့programmer တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ ID AI ကိုကျွန်တော်တို့ဘယ်လိုနည်းမျိုးသုံးမယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမျိုးမှာကျွန်တော်တို့သုံးပြလို့ရှိရပါတော့ကျွန်တော်ထပ်လုပ်နေရတဲ့အလုပ်တွေမှာဆိုရင်ကျွန်တော်တို့ AI ကိုသုံးတယ်နောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီ error တွေတက်တော့ဗောနော်ကျွန်တော်တို့ program ရေးလို့ရှိရင်အများအားဖြင့် error တွေအများတန်းတက်တော့ဗောနော်အဲ့ဒီ error တွေတက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ရှာလို့မတွေ့လို့ဆိုရင် AI ကိုကျွန်တော်တို့ဒီဟာလေးကိုရှာပေးပါလို့ပြောလိုက်လို့ရှိရင်တစ်ခါတည်းပြီးသွားပါဗောနော်အဲ့ဒါကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ program လေးကိုကျွန်တော်တို့လုပ်လို့ရပါဗောနော် okay အားလုံးကျေးဇူးတင်ပါတယ်